ပထမအဆုံးတင်ရမယ့်ခန်းကြီးနော်ပထမအဆုံးမြင်ရမယ့်ခန်းကြီးလေးကကြတော့ဒီမှာဆိုလို့ရှိရင်ဒီအစိတ်ပိုင်းလေးပေါ့နော်အရင်ဆုံးခန်းကြီးရဲ့ပုံစံလေးကိုဆန်းသေးရအရင်မှတ်မယ်ပေါ့နော်အဲဆိုခန်းကြီးရဲ့ပုံစံမှာဒီအရှိရရေးထားတဲ့ဒါလေးပေါ့ဟုတ်ပြီနော်ဒီအခုဆွဲပြလိုက်တဲ့အစိတ်ပိုင်းအခုဆွဲပြလိုက်တဲ့အစိတ်ပိုင်းလေးကသူကခန်းကြီးမှာဆိုလို့ရှိရင်ခုနကပါခဲ့တဲ့ push ဆိုတဲ့ radical လေးတွေရှိရပါတော့ radical လေးတွေအများကြီးပေါင်းပြီးရဲ့နောက်မှာခန်းကြီးတစ်လုံးဖြစ်ပေါ်လာတာအဲဆိုတော့ဒါကဒီဘက်မှာဆိုရင်ခန်းကြီးတစ်လုံးရှိရပါတော့အဲ့ဒီခန်းကြီးရဲ့သူဘယ်ဘက်မှာရှိနေတဲ့အစိတ်ပိုင်းတွေကိုဘယ်လိုခေါ်လဲဆိုတော့ hand လို့ခေါ်ရပေါ့နော်hand လို့ခေါ်ပါတယ်အဲ့ဒီ hand ကိုမှဒါကဘာကိုဖော်ပြရလဲဆိုတော့လူကိုဖော်ပြတဲ့အစိတ်ပိုင်းမှာလူကိုဖော်ပြတဲ့အစိတ်ပိုင်းဖြစ်တဲ့အတွက်အဲ့ဒီဟာလေးကိုအတန်အတွက်အပြည့်စုံခေါ်မယ်ဆိုလို့ရှိရင်ဘယ်လိုခေါ်ရလဲဆိုတော့ nimban လို့ခေါ်ပါတယ်ဟုတ်ပြီနော်ဒီပုံစံလေးပါလာရင်အတန်ထွက်အနေနဲ့ဆိုရင် nimban ဒါပေမဲ့အတန်ထွက်ကိုမသိရင်လည်းကိစ္စမရှိဘူးပေါ့နော်အဓိကကတော့ဒီပုံစံလေးပါလာရင်လူကိုဖော်ပြတဲ့အစိတ်ပိုင်းဆိုတာကိုသိရမယ်ပေါ့နော်ပြီးတော့ဒီဘက်မှာရေးထားတဲ့ဟာလေးဒီဘက်မှာရေးထားတဲ့ဟာမှာဆိုလို့ရှိရင်လည်းF5 တုန်းကတော့တင်ခဲ့ပုံမဲ့ထင်ပါတယ်ဒီ I ပုံစံလေးပေါ့နော်အဲ့ဒီ I ပုံစံလေးကိုသူကအလဲကနေတစ်ချောင်းဖြတ်လိုက်တယ်ပေါ့တစ်ချောင်းဖြတ်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါကဘာကိုဖော်ပြတာလဲဆိုတော့သူကအိုးဆိုရဲဘယင်ဟုတ်ပြီနော်ဘယင်ကိုဖော်ပြတဲ့ခန်းကြီးပါအဲဆိုတော့သူကလူရဲ့ဘယင်ရဲ့ပြီးတော့အပေါ်ကတစ်ချောင်းလေးပါတယ်ပေါ့နော်အဲ့ဒါကလည်းအဲ့ဒီအပေါ်ကတစ်ချောင်းလေးနဲ့အောက်ကဒီဘယင်နဲ့ပေါင်းလိုက်တဲ့အချိန်မှာသူကဒါကဘာခန်းကြီးဖြစ်သွားမလဲဆိုတော့သူကနောက်ကအတန်ထွက်အနေနဲ့ဆိုရင်နဆိုပြီးတော့ပေါင်းပြီးတော့အိုမိုနဆိုရဲသူကအဓိကကြတော့ဆိုရဲခန်းကြီးဖြစ်သွားတာပါအိုမိုနာအဓိကကြတော့ဒီမှာနော်အဓိကကြတော့ပါအဲဆိုတော့ကြတော့ဒီအိုမိုနာဆိုတဲ့ခန်းကြီးလေးကအနောက်ဒီအခန်း30ကျော်မှာတင်ရမှာဖြစ်တဲ့အတွက်ဒါမဲ့ပေါ့နော်အခုတခါတည်းပြောပြထားတာပေါ့နော်ဒါလေးကိုတခါတည်းသိအောင်လို့ပြောပြထားတာပါအဲဆိုတော့ကြတော့လူပါမယ်ဒီမှာဆိုရင်အိုမိုနာဆိုရင်အဓိကကြတော့ပါမယ်အမမဟုတ်ဒီဘယင်ကိုပဲသိလို့မလို့ဘယင်ခန်းကြီးနဲ့ပဲမှတ်ချင်ရင်လည်းရတယ်ပေါ့နော်အဲဆိုတော့ကြတော့သူကနောက်ကဒီမှုဆိုတဲ့အတန်ထွက်ပြီးတော့စုမှုဆိုတာကဘယ်ကနေလာတာလဲဆိုတော့မိနာဆန်တို့သိရဖောင်ဆိုလို့ရှိရင် mass ဖောင်ပေါ့နော် mass ဖောင်ကနေဆိုရင် sumi mass နေထိုင်သည်ဟုတ်ပြီနော်အဲဒီ sumi mass နေထိုင်သည်ကနေလာပါတယ် sumi mass လို့ရေးချင်တယ်ဆိုလို့ရှိရင်ဒီခန်းကြီးရဲ့နောက်မှာဒီ mi mass ပေါ့အဲ့လိုလေးကပ်ရေးပေးရမယ်ဟုတ်ပြီနော်အဲဆိုတော့ကြတော့သူကနေထိုင်သည်အုံရောင်မီယာကြတော့ Jew ဟုတ်ပြီနော်အုံရောင်မီယာကြတော့ Jew ပါအဲဆိုတော့သူ့ရဲ့တွဲလုံးမှာဆိုလို့ရှိရင်စုမှုနေထိုင်သည်ရှိမယ်နောက်တစ်ခုကကြတော့ Jew min မင်းကကြတော့အခန်း73မှာတင်ရပါမယ်သူကတလုံးနဲ့ဆိုလို့ရှိရင်လူအများဆိုတဲ့အဓိပ္ပာယ်ကိုပြောတာအဲဆို Jew min ဆိုတော့နေထိုင်သည်နဲ့လူအများနဲ့ပေါင်းတော့နေထိုင်သူဆိုပြီးတော့ပေါင်းပေးရမယ်ပေါ့ဟုတ်ပြီနော်အဲဆိုလို့ရှိရင်စုမှုရဲ့ဆွဲချက်လေးပေါ့စုမှုရဲ့စုပ်ချက်လေးကိုကြည့်ကြည့်ရအောင်ဆွဲတာကဒီမှာပြထားသလိုပဲအရင်ဆုံးအဲ့ဒီနင်းပန်းလေးကိုအရင်ဆွဲမယ်ပေါ့နော်နင်းပန်းကိုအရင်ဆွဲမယ်နင်းပန်းဆွဲပြီးရနဲ့ဘေးမှာအုံမိုနာအတွက်အပေါ်ကတစ်ချောင်းလေးတင်လိုက်မယ်အဲ့ဒါပြီးရနဲ့အောက်မှာအိုးဆိုတဲ့ဘယင်ခန်းကြီးကိုဆွဲမှာဖြစ်တဲ့အတွက်အိုးကခန်းကြီးတစ်ကလေးဆွဲမယ်ဖြတ်ပြီးရနဲ့နောက်ထပ်အလဲကနေတစ်ချောင်းထပ်ဆွဲမယ်ပြီးတော့အောက်ဆုံးကတစ်ချောင်းကကြာရှည်လေးပိတ်လိုက်မယ်ဟုတ်ပြီနော်ပြီးတော့နောက်တစ်ခုကြည့်ပါမယ်နောက်တစ်ခုကကြတော့ဒါလေးကဖုန်းရော်မီအနေနဲ့သုံးမယ်ဆိုရင်တိုကိုရိုနေရပြီးတော့အရှိကခွန်းရော်မီတော့ခွန်းရော်မီပဲပေါ့နော်အရှိကခန်းကြီးတစ်လုံးနဲ့တွဲပြီးတော့ခွန်းရော်မီအချင်းချင်းပေါင်းမယ်ဆိုလို့ရှိရင်ကြတော့အတန်ပြင်းလေးဖြစ်သွားပြီးတော့တိုကိုရိုလို့သုံးရမယ်ပုံစံလေးဖြစ်သွားပါတယ်နောက်တစ်ခုကကြတော့အုံးရော်မီအနေနဲ့ဆိုရင်လည်းနှစ်တန်ရှိရယ် short ရယ် jaw ရယ်ဟုတ်ပြီနော် short နဲ့ jaw ဆိုပြီးတော့နှစ်တန်းရှိတယ်အဲဆိုတော့ဒီခန်းကြီးကိုကြည့်ရမယ်ဆိုလို့ရှိရင်ဒီထဲမှာလည်းသူက radical လေးတစ်လုံးပါတယ်ခန်းကြီးလေးတစ်လုံးပါတယ်ပေါ့နော်အဲဆိုတော့ဒီမှာရေးထားတဲ့ခန်းကြီးလေးဒီမှာလည်းသူရှင်းပြထားပါတယ်ဒီပုံစံလေးဆိုလို့ရှိရင်သူကတို့ဆိုတာကဘာကိုညွှန်းချင်တာလဲဆိုတော့တကားဟုတ်ပြီနော်ခါတာခဏနဲ့ရေးရင်တော့ဒိုးအဆိုပြီးတော့တကားလို့ကြက်ခဲ့ရတဲ့ဟာလေးကဒီပုံစံလေးဆိုလို့ရှိရင်တို့ဆိုရဲဒီအရှိရအစိပ်ပိုင်းလေးကတကားကိုဖော်ပြတဲ့ခန်းကြီးလေးပါပြီးတော့ဒီအနောက်ကဟာလေးဒါလေးကအရှိမဆိုလို့ရှိရင်F5 တုန်းကပါခဲ့ဘူးတဲ့ခန်းကြီးလေးရှိရပေါ့နော်ဒီ tachimas လေးကိုအောက်က key ဆိုတဲ့တစ်ပေရယ်ပြီးတော့အခုပါတဲ့ဒီအစိပ်ပိုင်းလေးရယ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင် atarashi ဆိုပြီးတော့ချက်ခဲ့ရတာလေဟုတ်ပြီနော်အဲဆိုအဲ့ဒီထဲမှာပါတဲ့ဒီအစိပ်ပိုင်းလေးပေါ့ဒါလေးကဘာကိုညွှန်းချင်တာလဲဆိုတော့ဒီမှာ ono ဆိုရဲသူကပစိန်ကိုညွှန်းချင်တာဟုတ်ပြီနော်ဒါကတော့ radical ဖြစ်ပါတယ်အဲဆိုတော့အဲ့ဒီတကားနဲ့ပစိန်နဲ့ပေါင်းနေတို့နဲ့အိုနိုနဲ့ပေါင်းလိုက်ရင်တိုကိုရိုဆိုတဲ့နေရာဆိုတဲ့ခန်းကြီးလေးဖြစ်သွားတယ်ရမယ်နော်အဲဆိုကြတော့သူ့ရဲ့စုပ်ချက်လေးကိုအရင်ကြည့်အောင်နော်စုပ်ချက်လေးကအဲ့ဒီတို့ဆိုတဲ့တကားကိုအရင်ရေးမယ်ပေါ့တကားကခန်းကြီးတစ်အတူလေးအရင်ရေးမယ်ပြီးရင်ဒီဘက်ကခုချီလေးဆွဲလိုက်တလို့မျိုးထောက်မှန်လေးအရင်ဆွဲလိုက်မယ်ပြီးရင်အောက်ကနေပိတ်မယ်ပိတ်ပြီးရနဲ့ဒီကနေဒီကိုအဝိုက်ကလေးဆွဲမယ်
အဲ့ဒါပြီးရနဲ့ဒီဘက်ကနေဒီဘက်ကိုအိုနော့ဆွဲဖို့အတွက်အောက်ကိုချမယ်ပြီးရင်ဒီမှာလည်းအကွေးလေးတစ်ချောင်းလာမယ်ကွေးလေးတစ်ချောင်းပြီးရင်ဒီကနေတဲ့လေးဖြတ်မယ်အောက်ကိုထည့်မယ်အဲ့ဆိုဒီအဝိုက်ကလေးတမှာအင်္ဂလိပ်အခရာတီလေးဝင်နေတယ်လို့မျိုးပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီနှလုံးပေါင်းတာကကြတော့တူကိုရိုဆိုတဲ့နေရာခန်းကြီးဖြစ်သွားပါပြီအဲ့ဆိုတော့သူ့ရဲ့တွဲလုံးလေးတွေကြည့်အောင်တွဲလုံးလေးတွေမှာဆိုလို့ရှိရင်ဒါကတော့တွဲလုံးမဟုတ်သေးဘူးခွန်းရော်မီပေါ့နော်တူကိုရိုနေရာနောက်တစ်ခုခုနတော့ကစုမှုနဲ့တူကိုရိုအဲ့ဆိုတော့စုမှုနဲ့တူကိုရိုပေါင်းပြီးတော့အတန်ထွက်ရင်စုမှုတူကိုရိုလို့သွားလို့မရဘူးပေါ့နော်သူကအုံရော်မီအတန်လေးတွေကိုယူလိုက်တယ်စုမှုရဲ့အုံရော်မီဖြစ်တဲ့ဂျူးရဲ့တူကိုရိုရဲ့အုံရော်မီဖြစ်တဲ့ short နဲ့ကြော်တဲ့က short ရဲ့ကိုယူလိုက်ပြီးတော့ဂျူး short ဆိုပြီးတော့ဂျူး short ကအဲ့ဆိုနေထိုင်သည်နဲ့နေရာနဲ့ပေါင်းတော့နေထိုင်တဲ့နေရာဆိုတော့ address လိပ်စာဆိုပြီးတော့ဖြစ်သွားတာဟုတ်ပြီနော်နောက်တစ်ခုကကြတော့ဒါလေးကကြတော့ဒိုင်းဒိုကိုရိုဒီမှာကြတော့သူ့ရဲ့နောက်ထပ်ခွန်းရော်မီတစ်လုံးဖြစ်တဲ့ဒိုကိုရိုအတန်ပြင်းလေးကိုယူတယ်နောက်တစ်ခုဒိုင်းဆိုတဲ့ခန်းကြီးလေးကကြတော့ unit 7မှာသင်ရပါမယ်သူကတစ်လုံးနဲ့ဆိုရင်ဇပွဲတို့စင်တို့အဲ့ဒါတွေကိုကိုစားပြုတယ်အဲ့ဆိုဒီမှာဆိုလို့ရှိရင်ဇပွဲလိုပဲမှတ်လိုက်မယ်ပေါ့နော်ဇပွဲနဲ့နေရာနဲ့ပေါင်းတဲ့အချိန်မှာဇပွဲထားတဲ့နေရာဆိုတော့မီးဖို့ချောင်းလို့ဖြစ်သွားတာနော်အဲ့ဆိုဒါဒီတူကိုတို့ကမီးဖို့ကြောင်းနောက်တစ်ခုကကြတော့ဒါလေးကဘတ်ရှော့ဆိုလို့ရှိရင်လည်းနေရာပဲပေါ့နော်ဒါပေမဲ့တူကိုတို့နဲ့ကွာတာကတူကိုတို့ဆိုတဲ့နေရာကကြတော့စကားပြောမှာသုံးတယ်ဘတ်ရှော့ကကြတော့ပို့ပြီးတော့ယဉ်ကျေးတဲ့နေရာတွေမှာစာဆန်ဆန်သုံးရမယ့်နေရာတွေမှာသုံးတဲ့စလုံးမျိုးပေါ့ဟုတ်ပြီနော်သူကတော့အခန်း16မှာသင်ရပါမယ်